အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါမျှဝေပေးမယ့်အကြောင်းအရာကကျွန်တော်ဒီ phone recording သွင်းတဲ့အချိန်မှာတစ်ဖက်လူကဒီဖုန်းကအတန်သွင်းနေပါတယ် This call is being recorded ဆိုပြီးတော့အတန်ကြားနေရတဲ့ပြဿနာကိုကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနီလန်းလေးကရိုင်းမခတ်ဘူးဒီနီလန်းလေးကိုလုပ်ဖို့ဆိုရင်ကျွန်တော်ဒီ application လေးတစ်ခုပဲလိုတယ်အဲ့ဒီ application လေးကဒီလွယ်လွယ်ကူကူ download ဆွဲလို့ရတယ် Play Store မှာ download ဆွဲလို့ရတယ်ဒီ application လေးကဒီ phone recording application မဟုတ်ဘူးပေါ့နော်ဒီ application လေးကကျွန်တော်ဒီနောက်ခံ background မှာအလုပ်လုပ်မဲ့ application လေးဒီ application လေးနာမည်ကတော့ TTSNEHH ဖြစ်ပါတယ်ဒီ application လေးကို Google Play Store မှာအလွယ်တကူရိုက်ရှာပြီးတော့ download ဆွဲလို့ရတယ်ဒီ application လေးရလောက်ဆောင်ပုံကရိုးရှင်းတယ်ကျွန်တော်ဒီလာတဲ့အတန်ကိုကျွန်တော်သူက message အနေနဲ့text စာသားအနေနဲ့ပြောင်းလဲပေးတဲ့ application လေးဖြစ်ပါတယ်ဒီ application လေးကို download ဆွဲဖို့ဆိုရင်ဒီ Google Play Store မှာ TTSNEHH ဆိုပြီးတော့ရိုက်ရှာပြီးရင်ဒီ application လေးကို download ဆွဲပြီးတော့ကိုယ့်ရဲ့ဖုန်းထဲကိုထည့်ထားလိုက်ပေါ့နော်ဒီကိုယ့်ရဲ့ဖုန်းထဲကိုအလွယ်တကူထည့်လို့ရပါတယ်ထည့်ထားလိုက်ထည့်ပြီးသားရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်လုပ်ရမှာကကျွန်တော်ဒီကိုယ့်ရဲ့ဖုန်း setting နဲ့ကိုသွားဖုန်း setting နဲ့ကိုရောက်ပြီဆိုရင်ဖုန်း setting နဲ့မှာရှိရအပေါ်ဆုံး search setting မှာဆိုရင် search setting မှာဆိုရင် test to speed ဆိုပြီးတော့ရိုက်ရှာလိုက် THT test to speed ဆိုပြီးတော့ရိုက်ရှာလိုက်ဒီလိုမျိုးtest to speed output ပေါ့နော် output ကိုဆိုပြီးတော့ရိုက်ရှာလိုက်အဲ့ဒါကိုတွေ့ပြီဆိုရင်ကျွန်တော်နှိပ်လိုက်အဲ့ထက်ကိုဝင်ပြီးသွားရင်ကျွန်တော်ဒီမှာတွေ့ရမှာကPrefer engine မှာဆိုရင်ကျွန်တော် TTSNEHH ကိုရွေးထားတယ်ကိုကစလုံးမှာဆိုရင်ကျွန်တော်ဒီလိုမျိုးဖြစ်နေမှာမဟုတ်ဘူးဒီ Google system ဖြစ်နေမှာပေါ့နော် Google system ကိုကျွန်တော် TTSNEHH ဆိုပြီးတော့ပြောင်းပြီးသွားရင်ရပြီပြောင်းပြီးသွားရင်နောက်ကိုဆုပ်လိုက်ဒီ language တွေပါတွေကမလိုဘူးuse system language ပဲထည့်ထားလိုက်ဒီမှာဆိုရင် reset နှိပ်မှာဆိုရင်ကိုကအသစ်ပြန်လုပ်မှာဆိုရင် reset နှုတ်ပြီးတော့ရွေးချယ်လိုက်ပေါ့နော်အောက်ဆုံးမှာရှိတဲ့ reset ဆိုပြီးတော့ရွေးချယ်လိုက်ဟုတ်ပြီနောက်တစ်ဆင့်အနေနဲ့ကဒီ search ဒီဖုန်း application နဲ့မှာပဲဖုန်း setting နဲ့မှာပဲရှိရ search setting နဲ့ကိုဝင်ပြီးသွားရင် application လေးကိုနှိပ် application လေးကိုနှိပ်ပြီးရင်အဲ့ဒီ application ထဲမှာရှိရ search application ကိုထပ်နှိပ်ပြီးတော့ phone phone ဆိုပြီးတော့ရိုက်ရှာလိုက်ကိုယ့်ရဲ့ဖုန်း original phone ပေါ့နော် original phone log ကိုတွေ့ပြီဆိုရင်အဲ့ဒီ original phone log ထဲကိုဝင်ပြီးသွားရင်အဲ့ဒီ original phone log ထဲမှာရှိရဒီ clear data ပေါ့နော်ဒီ data တွေအကုန်လုံးကို clear လုပ်မှာပေါ့နော်ဒီလိုမျိုးလုပ်ရတာကကျွန်တော်အရင် system အဟောင်းကိုဖြတ်ပြီးတော့အခု system အသစ်နဲ့ဒီ system အသစ်နဲ့ကိုဖုန်းပြောလိုက်ရင်ဒီအတန်ကို message ပြောင်းတဲ့ system ကျွန်တော်တို့ထည့်ထားတယ်ပေါ့နော်အဲ့ဒီ system တင်နဲ့သွားမှာဖြစ်တဲ့အတွက်ဒီ clear data ကိုနှိပ်ပေးရတာဖြစ်ပါတယ်ဒီ contact တွေပါတွေကတော့ပြတ်မသွားဘူးပေါ့နော်ဒီစိတ်ချရတယ်ကိုကတကယ်လို့မျိုးကိုကစိတ်မချဘူးဆိုရင်ကိုယ့်ရဲ့ contact တွေကိုတနေရာမှာခဏထားလိုက်တာအကောင်းဆုံးပဲပေါ့နော်ဟုတ်ပြီအဲ့လိုမျိုး clear data နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ပြန်ဆုပ်ပြီးသွားရင်ကျွန်တော်ကိုယ့်ရဲ့ဖုန်း log တွေကိုဖုန်း log တွေကိုဝင်ပြီးတော့ဖုန်း log ထဲမှာရှိတဲ့ system setting တွေကိုသွားမယ်ဒီ setting တွေကိုသွားတဲ့အကြောင်းရင်းကကျွန်တော်ဒီလာသမျှဖုန်းတွေကို automatic recording လုပ်လို့ရအောင်လို့ကျွန်တော်တို့လုပ်တဲ့နည်းလမ်းလေးကိုထပ်ပြမှာပေါ့နော်ဒီလိုမျိုး automatically record နည်းလမ်းကိုမလုပ်ချင်ဘူးဆိုရင်ခုနအဆင့်နဲ့တင်ကိုရပါပြီချက်လောက်ဆရာမလိုဘူးဒီမှာ automatically record unknown number ကိုဒီ on လိုက်ပါเนาะဒီလိုမျိုး on ပြီးသွားရင်ကျွန်တော်ဒီလာသမျှတစိမ်းcontact မှတ်မထားတဲ့လာသမျှဖုန်းတွေကိုကျွန်တော်ဒီ automatically record လုပ်တာမှာပေါ့เนาะဖုန်းလာမှ record လုပ်မယ်ဆိုရင်တဲ့ record မလုပ်ဖြစ်တာလို့ရှိရပေါ့เนาะဒီနောက်တစ်ဆင့်အနေနဲ့ကကျွန်တော်ဒီ automatically record မှာဆိုရင်ကျွန်တော် unknown number ရှိတယ်ပြီးရင်ကိုယ့်ရဲ့ contact number ရှိတဲ့ number တွေကိုကျွန်တော်တို့ record ဖမ်းချင်တယ်ဆိုရင်ဒီမှာ choose a contact ဆိုပြီးတော့ရှိတယ်အဲ့ဒီထဲမှာ choose a contact မှာဆိုပြီးရွေးပြီးရင်ဒီ always record selected number မှာဆိုရင် on ပေးရမယ် online always recorded ဆိုပြီးတော့ပေါ်နေမယ်အဲ့ဒီ always record ကိုနှိပ်ပြီးသွားရင်နောက်ကိုပြန်ဆုပ်ဒါဆိုရင် record
record အဆင့်ကပြီးသွားပြီ automatically record အဆင့်ကပြီးသွားပြီဒီမှာ delete recording အဆင့်ကိုဆက်သွားကြမယ်ဒီ delete recording အဆင့်မှာဆိုရင်ဒီအဆင့်ကိုကြိုက်တဲ့ဟာကိုရွေးချယ်လို့ရတယ် never ရှိတယ် never 7 day 14 day 13 day ဒီမှာဆိုရင်အမျိုးမျိုးရွေးချယ်လို့ရတယ်ရွေးချယ်ပြီးရင်ကျွန်တော်ဒီမှာပိုရွေးချယ်လို့ရွေးချယ်ပြီးရင်ကျွန်တော်က after 7 day ကိုရွေးချယ်လိုက်တယ်ဟုတ်ပြီဒီ delete recording မှာ7 day ရွေးချယ်လိုက်တယ်ကိုကအခုချက်ချင်းဖြတ်ချင်တယ်ဆိုရင် delete all recording now အောက်မှာရှိတဲ့ delete all recording now မှာဆိုရင်နှိပ်ပြီးတော့လဲကိုစိတ်ကြိုက်ဖြတ်လို့ရတယ်ပေါ့နော်ဒီမှာ delete နှိပ်လိုက်ရဆိုရင် record ကဖြတ်သွားမှာပေါ့နော်ဟုတ်ပြီဒီ delete recording အဆင့်တွေလည်းပြီးပြီအားလုံးလည်းအဆင့်ပြီးပြီဆိုရင်ကျွန်တော်ဒီကကိုမှာဖုန်းပေးရှိရဆိုရင်ဆန်းကြည့်လိုက်ပေါ့နော်ဒါဆိုရင်အားလုံးအဆင်ပြေချုံးပေးပါပြီဒီလိုမျိုးဆန်းပြီးသားရဆိုရင်ကျွန်တော်ဒီဖုန်းရဲ့ဘေးနားလေးမှာရှိတဲ့ mic ပုံစံလေးရှိတယ်အဲ့ဒီ mic ကလေးပြနေပြီဆိုရင်ဒီနံပါတ်က recording လောက်ထားတယ်ပေါ့နော် record လောက်ထားတယ်ဒီမှာဆိုရင် recorded ဆိုပြီးတော့ပေါ်နေတယ် record ဖန်ထားတဲ့ဟာကိုပြန်ပြီးတော့နားထောင်လို့ရတယ်ဒီမှာဖုန်းပုံစံလေးကိုနှိပ်လိုက်မှဆိုရင်ဖုန်းရှိရ speaker ရှိရဖုန်းကတော့အတန်လေးနည်းနည်းတိုးတယ် speaker ကိုနှိပ်ပြီးတော့နားထောင်မယ်ဆိုရင်အတန်ကြဲကြားရမှာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနီလန်းလေးကလွယ်ကူတဲ့ဖုန်း recording လုပ်ချင်တဲ့လူတွေအတွက်အရန်လွယ်ကူရိုးရှင်းပြီးတော့လုပ်လို့ရတဲ့နီလန်းကောင်းလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို like and subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ် bye bye